အမဲလေးခွေးတွေဟာမနက်ဖြန်အမဲလိုက်ဖို့အတွက်တညကြိုပြီးတခင်ကအစာမကျွေးပဲအန်ကထားတဲ့ထုံးစံရှိတယ်။အမဲလိုက်ခွေးဟာတညလို့စားလောင်နေလာပေါ့။ဒီလိုနဲ့တောထဲရောက်တော့ဘိုက်ကစားဒေါသကလည်းချစ်နေတော့တားကောင်ရဲ့အနံ့ကိုတာမန်ခွေးတွေထပို့ရတယ်။ဘဒူကိုစိတ်နာရမှန်းမသိတဲ့စိတ်ကတခင်အားကိုနဲ့တွေ့သမျှတားကောင်ကိုအစွမ်းကုန်တပ်ပုတ်ဖမ်းဆီးပေးတယ်။တားကောင်ရတော့သူ့တခင်ကသူ့ခေါင်းကိုပုတ်ပေးလိုက်တယ်။အမဲလိုက်ခွေးကပြကျေနပ်လွတ်လွတ်ဘိုက်အစာတောင်ပျောက်သွားတယ်။သူ့တခင်ကသူ့ကြောင့်ရတဲ့အမဲကောင်ကိုကောင်းကောင်းချက်ပြူစီမံတယ်။နေဖို့ညစာထားတယ်တချို့ကိုအချောက်လန်းတယ်။အမဲလိုက်ခွေးဟာသူ့တခင်ကိုကြည့်ပြီးပြိုးနီးရှာတယ်။ဒီလိုနဲ့တခင်စားတော့ပြီးတဲ့အခါသူ့အတွက်အယိုးတွေကိုဖြစ်ပေးလိုက်တာကိုဟန်ကြပန်ကြနဲ့အမီးနှက်ပြီးစားရှာတယ်။သူဟာဒီအခြေအနေမျိုးကိုသိကျင်တတ်တယ်။လောကမှာသူ့လောက်စိတ်ချမ်းသာတဲ့ခွေးမျိုးမရှိဘူးလို့ထင်နေရှာတယ်။သူ့တခင်မှသူ့ကြောင့်စီးဝါးတွေဖြစ်လို့သူကတော့ဒုံရင်ကဒုံရင်ပဲသူလိုက်ဖမ်းတက်ပုတ်ပေးခဲ့အမဲကောင်တွေတောကောင်တွေဘလောက်တောင်များလဲလို့အမဲလိုက်ခွေးကပြမမှတ်မိနိုင်တော့ဘူးအမှန်ကသူအစာငတ်ခဲ့ရတဲ့ရက်တွေနဲ့အတူတူပဲသူမသိလို့ရဲ့ဒီလိုနဲ့တခါမှတခင်ကိုမျက်နှာလှုပ်ချင်စောနဲ့တောဝက်ကိုဝင်းအလုံးမှာအဲခွေးဟာဝတ်ပတ်ခံရပြီးတောထဲမှာတန်းရပြီးသွေးအလင်းလင်းနဲ့အသက်ထွက်သွားခဲ့တယ်ဒီတော့လေသူ့သခင်ကသူ့ကိုတောထဲမှာပဲပစ်စလက်ခတ်ပစ်ထားခဲ့တယ်။အဲဒီလိုအမဲလိုက်ခွေးရဲ့စွန့်စားခြင်းတွေအတွက်သူ့သခင်ကသူ့ကိုဘာနဲ့နာခြင်းမှမပေးတဲ့အပြင်ဘာကုန်းယူစရာမှလည်းလူကြားထဲမပြောဘူးတဲ့။ဒီလိုနဲ့သူ့သခင်ကနှုတ်ထခိုင်းလို့ရမယ့်အမဲလိုက်ခွေးကိုထမွေးပြီးအရင်ခွေးကိုတတိတောင်ရဖို့စိတ်ကူးတောင်မရှိခဲ့ဘူး။ဒီလိုပါမယ်တချို့လူတွေဟာဘသူ့ကြောင့်စားလောင်ခဲ့ရလဲမသိပဲအမဲလိုက်ခွေးလိုသခင်ကြီးွားဖို့အတွက်ခွေးစိတ်ထက်နှိမ့်တဲ့စိတ်ဓာတ်တွေနဲ့လုံးရက်ဆိုးတွေကိုလုံနေကြလဲသခင်တွေကသာကြီးွားပြီးခွေးစိတ်ဓာတ်နဲ့လူတွေကသခင်ဆိုတဲ့အာနာယူအတွက်မဖြစ်စလောက်အယိုးလီကပ်ရယုံနဲ့ဘဝမှာตายရနေကြတယ်